ညီမနာမည်ကလဲလဲပါရှင်ဘူးကနေစောင့်နေတနေ့ခွင်းလောက်တယ်အရန်ပြောပါလေကိုရဲ့ခရီးတစ်ဝက်ရောက်ခဲ့လို့ထင်တယ်ပေါ့နော်အဲ့လိုအကကတော့ပြေးရုံတော့ပဲထပ်ပြီးတော့လေးလာစရာတွေအများကြီးရှိရပေါ့နော်ဆရာတွေဆရာတွေအများကြီးသင်ယူလာအောင်တော့အဲ့လိုတော့မျိုးတခြားကျတော့စာဖတ်ရတာတို့ပြီးရင်ကိုယ့်ရဲ့ခန်းလေးကိုရှင်းရတာတွေအဲ့လိုမျိုးကြိုက်တယ်ဟုတ်အလုပ်ဆောင်ရင်တော့ကအများကြီးတော့မခက်ခဲပါဘူးအလုပ်ကရပါမလားလို့တော့ရင်ခုန်တာပေါ့နော်အလုပ်မရတော့တော့ဘူးလို့လည်းထင်ခဲ့ရပါဒါပေမဲ့အဲ့လိုမျိုးအလုပ်ခေါ်ပြီးရဲ့အင်တာဗျူးပေးတဲ့ဂျာကြီးကိုလည်းကျေးဇူးတင်ပါတယ်အားကြဆုံးကတော့ဆမအချင်းပေါ့ဆမကိုကျတော့မသိရလူမရှိဘူးလေပြင်ဆမအရန်တော်တယ်လှလဲလှတယ်